ရာကြီးစုံပဲတစ်ချင်းလေးဆူသွားတာနှစ်ယောက်လုံးကအတန်ချိုးနေတာပဲဆရာလုံးချိုးတကယ်ချိုးတာဘယ်လောက်ကြီးချိုးလဲဆိုရင်ငရွက်သေးကိုဖက်ညက်နဲ့ဖြတ်ပေါင်းသွားလို့ကိုချိုးတာအဲ့လိုပဲလားအဲ့ချက်တော့ကိုပြောချင်သေးတာဆရာလေးဒါနဲ့အဲ့ဘာခင်းလားတချီဒီဆိုပြီးတော့အခုဒီဆိုပဲတင်ချင်ရတယ်နားထောင်ကြည့်ချစ်သူတို့ရှောက်တော်လမ်းအဲ့ဒါဆိုရင်တေးကြံနေဟာတေးရကိုလေးလွင်တကယ်ခန္ဓာဝင်တေးဆရာကြီးကဆိုပဲတေးတာရှိတာရွှေရုပ်လားရွှေရုပ်တော့ဘလောက်တောင်နားထောင်ကောင်းမလဲဆိုတာဆရာတို့ကျွန်တော်တို့နားထောင်ရင်ပြီးတဲ့ချိန်ပဲခံစားအောင်တေးကြရအောင်နားထောင်တယ်ဗျာရှောက်လန်းလာစင်လီငင်းမြမြမင်္ဂလာတီတိုးရင်နေကတီတူညီညာအသေးနှလုံးကချစ်သူတိုင်းဘဝရှိရွယ်သောပန်းနိုင်လီလာဒါမှလေးလွမ်းစရာဝီးမေတွေးစားအချစ်အိုးရဲ့တော့ကဟုသမျှတူတကွာညခံစားဝေးတဲ့နှလုံးကဒီလောက်ချစ်ပြအချစ်အိုးရဲ့တော့ကဟုသမျှတူခံစားဝေးတဲ့နှလုံးငါဒီလောက်ချစ်ပြတန်လျာလေးများမပွားမိမဝေမီပြုလို့ပြင်ချချစ်သူရင်ခွင်လေးအားကြည်လီနေသောဆန်းလေးတည်းလွမ်းမပါသောလမ်းကြောင်းလေးကရှောက်လန်းလာစင်လီကြီးမြမြမင်္ဂလာတီတိုးရင်နေကတီတူညီညာတဲ့နှလုံးကချစ်သူတိုင်းဘဝရှိရွယ်သောပန်းနိုင်လီလာဒါမှလေးလွမ်းစရာဝီးမေတွေးစားချစ်အိုးရဲ့တော့ကဟုသမျှတူတကွာညခံစားဝေးတဲ့နှလုံးကဒီလောက်ချစ်ပြချစ်အိုးရဲ့တော့ကဟုသမျှတူတကွာညခံစားဝေးတဲ့နှလုံးကဒီလောက်ချစ်ပြမုန်တိုင်းမိုးလေးတည်ငြိမ်ပါမှကျင်နာတော့သစ္စာပြီးမှဒါမှလေးလွမ်းစရာဝီးမေတွေးစားအချစ်အိုးရဲ့တော့ကဟုသမျှတူတကွာညခံစားဝေးတဲ့နှလုံးငါဒီလောက်ချစ်ပြအချစ်အိုးရဲ့တော့ကဟုသမျှတူတကွာညခံစားဝေးတဲ့နှလုံးငါဒီလောက်ချစ်ပြတ
လွန်မပါသောလမ်းကြောင်းလေးကရှောက်လန်းလာစဉ်လေးမြင်